ဒီနေ့ကတော့ငါတက်တာသမင်းကျော်လေးလုပ်ထားမယ်ကြက်ကိုမွေးမယ်အရင်ကကြက်ကိုထောင်းမယ်လူကြီးကိုကြောက်မယ်မွေးမယ်ချွတ်လိုက်တာသမင်းခဲ့မယ်ပြီးငါတက်တာလေးဆုံးလိုက်ထည့်ပြလိုက်ပြီးတော့ဆေးငါတက်တာလေးမွေးကြည့်တော့မွေးကြောမွေးပါမယ်ဒီနော်ကြက်တုံဖြူကြက်တုံနေပြစ်ထဲလိုက်ပြစ်တာထက်ရှိသမျှအကုန်လုံးပြစ်ထက်ပြစ်ထဲလိုက်ပြီးမွေးမယ်ကုန်ထက်ပြီးငရုတ်တီးစိမ့်နန်းပင်ကြက်တုံမိတ်အကုန်ပြစ်ထက်မစားကောင်းမှာပြစ်တာထက်ရောပြစ်ပြီးမွေးငါတက်တာသမင်းကျော်သမင်းကျော်ပါဟင်းမှမရှိအဲ့လိုပဲကျော်ပြီးလက်ကုန်ရက်ဆိုအဲ့လိုပဲငါတက်တာတပူးနဲ့ရတာရှိစားမယ်ကျော်ဒီနေ့ကထူးဆန်းဖြစ်သွားအောင်စားမယ်နေရများတော့နေရောက်စားပါနော်ဒီကနေရောက်စားလို့ရတယ်ဒီနဲ့နေမွေးလာပြီမွေးလာပြီနဲ့နေရဟုတ်ရှေ့တော်အရသာရှိမဲ့ပုံပါပဲငါတက်တာသမင်းကျော်ကိုအိမ်မှာကိုလှစားကြည့်ပါနော်နေလေမြူးနေရပါအဲ့ကစားနေပြီဟေးဆုံးတော့ကျွန်တော်ရဲ့ငါတက်တာသမင်းကျော်လေးအရသာရှိနဲ့စားလိုက်ပါဦးမယ်ကျေးဇူးတင်ပါတယ်